ဘယ်သူရေးစထားမှမသိတဲ့ကြပြလေးတစ်ပုဒ်ကိုလိုင်းဘော်ကနေတွေ့လို့နည်းနည်းပါးပါးပြင်းပြီးတော့ဆိုခဲ့တယ်ကြပြလေးခေါင်းစဉ်ကလူမှန်ရင်ငွေရှာတဲ့အလွန်နှစ်သက်သဘောကျမိတဲ့ကြပြလေးတစ်ပုဒ်ပါပဲလူမှန်ရင်ငွေရှာချွေတာစွာသုံးဆွဲတေးရမှာငွေမပါတော့လဲသူကိုတွဲထူလို့ဆွဲမယ်ကုသိုလ်နဲ့လဲတဲ့သိတ်ကောင်းတယ်လို့ခံစားရတယ်ငွေဟာသေးရမပါလို့ဆိုပြီးမရှာပဲနေလို့ရတဲ့အရာမဟုတ်ဘူးလူမှန်ရင်အားလုံးငွေရှာကြရမှာပါပဲဘာကြောင့်လဲဆိုရင်လူတွေရဲ့စားရေးဝတ်ရေးနေရေးကျန်းမာရေးတွေကလည်းငွေနဲ့ပဲလဲလှယ်သတ်မှတ်ကြသလိုလူတွေတန်းတယ်ပေးတယ်ကမ်းတယ်ဆိုတာတွေကလည်းငွေရှိမှအဆင်ပြေကြမယ်မဟုတ်လားလဲသူကိုဆင်းရဲဒုက္ခရောက်နေသူတွေကိုလည်းတွဲထူဖို့ဆိုရင်ငွေရှိမှအဆင်ပြေမယ်မဟုတ်လားဒီရမှာငွေမပါဘူးငွေရှာတာကိုလောဘလို့ငွေဆိုတာရန်သူမျိုးကားပါနဲ့ဆက်ဆံနေတယ်စသဖြင့်ပြောဆိုပြီးတော့နေကြပြီမဲ့အားလုံးကတော့ငွေကိုရှားနေကြတာပါပဲငွေရှိရင်ပျက်စီးတတ်တယ်ဆိုတာငွေကြောင့်ပျက်စီးတာတော့မဟုတ်ပါဘူးအတိအားနည်းမှုကြောင့်သာပျက်စီးတာပါဗုဒ္ဓလက်ထက်ကဝိသာခါတို့အနာဘိန်တထေတို့ငွေပေါ်တဲ့စီးပွားဥစ္စာချမ်းသာတဲ့သူတွေပဲမဟုတ်လားငွေကအသက်မဲ့ပစ္စည်းပါတချို့ကငွေကိုဒုတိယဘုရားသခင်လို့တောင်ဆိုကြတယ်မဟုတ်လားဘယ်လိုပဲဆိုစီငွေကိုတော့အားလုံးရှာဖွေကြရမှာပါပဲဗုဒ္ဓကတော့စီးပွားဥစ္စာတွေမှာမကောင်းတဲ့အပြစ်တွေဆိုးကျိုးတွေလည်းရှိတယ်တဲ့အဲ့ဒါတွေကတော့မီးရေမင်းခိုးသူမချစ်မနစ်သက်သောအမွေခံဆိုတဲ့ရန်သူမျိုး၅ပါးတို့နဲ့ဆက်ဆံနေတယ်တဲ့ဒါဟာပစ္စည်းဥစ္စာတွေရဲ့ဆိုးကျိုးတွေပါပဲနောက်စီးပွားဥစ္စာတွေမှာကောင်းတဲ့ကောင်းကျိုးတွေလည်း၅မျိုးရှိတယ်လို့ဗုဒ္ဓကထုတ်ပြခဲ့တယ်အဲ့ဒါတွေကတော့နံပါတ်1အတ္တနာဒုက္ခေတိပိနေတိသမ္မာဒုက္ခပရိဟရတိငွေကြေးစီးပွားဥစ္စာတွေကမိမိကိုယ်ကိုချမ်းသာစေနိုင်တယ်နှစ်သက်ပျော်ရွှင်မှုကိုရစေတယ်မိမိရဲ့ချမ်းသာဒုက္ခကိုဆောင်ယူပေးနိုင်တယ်တဲ့နံပါတ်2မာတာပိတရောဒုက္ခေတိပိနေတိသမ္မာဒုက္ခပရိဟရတိငွေကြေးဥစ္စာတွေဟာကိုယ့်မိဘတွေကိုလည်းချမ်းသာစေတယ်ကိုယ့်မိဘတွေကိုနှစ်သက်စေတယ်ကိုယ့်မိဘတွေရဲ့ချမ်းသာဒုက္ခတွေကိုလည်းဆောင်ယူပေးနိုင်တယ်ကိုယ့်မိဘတွေကိုချမ်းသာအောင်ထားနိုင်တယ်နံပါတ်3ဥဒ္ဒဒါရဒါသကမ္မကရဘောရိတေဒုက္ခေတိပိနေတိသမ္